จะมีเมียโลตาเมียแม่กวนที่มาได้ช่วยตัวเลยที่น้องมันกินเจ้าที่ว่าเป็นเลี้ยวရှင်တော်ဘောရမရဲ့ကဒီနိုလေးမြန်ညီတော်မင်းနံလက်တမြကမာကြီးကျင်သာနှခဆန်းတွေနဲ့အိုးဗတ်တာကလေးမမြင်ရင်တည်းမကြလွန်မိတာကြောင့်မင်္ဂလာလက်တံကောင်းဘုရားတော်လာလို့ဘုရားတော်လာဘာကချက်တာရောင်ဘုရားစီနံမမိုးရတို့တို့နဲ့ပြန်